ဟုတ်ကဲ့မင်္ဂလာပါရှပီးမြန်မာမှာပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ရဲ့အမှားလေးကတော့ဝက်ပုံမျိုးမှနေပြီးတော့တကူတကားကွန်ပျူတာနဲ့မျက်စိလာအချိန်ရင်းနဲ့မြန်မာလေးလုပ်ပေးဖြစ်တာလေးကိုမိတ်ဆက်ပေးပါရစေဝက်ပုံမျိုးမှာလာချိန်တာကတော့အသက်18တာရှိသေးတဲ့ကလေးငယ်တူရဲ့မြန်မာဂိုင်းလေးနဲ့မိတ်ဆက်ပေးပါရစေပါဝါဂိုင်းလေးဖြစ်မယ်စလင်ဒါပါမယ်စလင်ဒါ100ရှိမယ်မိုင်းနဲ့100စလင်ဒါ100လေးကိုကျွန်တော်တို့ရှပီးမြန်မာမှာကမီကွန်ပျူတာစက်တစ်ကြီးနဲ့တခြားတိုင်းတာပေးပြီးတော့ပါဝါတိကျမှုကိုအာမခံပေးပြီးတော့လုပ်ပေးပြလိုက်တာလေးဖြစ်မယ်သူ့ရဲ့မှန်အမျိုးအစားကတော့ကျွန်တော်တို့ PGPP လို့ခေါ်တဲ့အလင်းပေါက်အယောင်ပြောင်းကာလာချင်းမှန်လေးပဲဖြစ်မယ်နေပူရဲသွားတဲ့ချိန်မှာသူကကာလာလေးပြောင်းသွားမှာဖြစ်တယ်နေရိပ်ထဲမှာတော့ဒီလိုအကြည်လေးပဲတွေ့ရမှာဖြစ်တယ်လိုအပ်မယ်ဆိုလို့ရှိရင်လူကြီးမိဘတို့ရဲ့သားသမီးတွေဖြစ်စေလူကြီးမိဘတို့ကိုယ်တိုင်ပဲဖြစ်စေစာတင်ကြောင်းတွေမှာဇာကြောထိုးခြင်းမြေရိုးကိုက်ခြင်းနောက်ကျောတက်ခြင်းများဝိုက်ပုံးမှာစာများကိုအလွယ်တကူမမြင်ရခြင်းမျက်မှောင်ကုပ်ရကြည့်ရခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ဇာကြောတက်တိုးခြင်းများသည်ကျွန်တော်တို့စလင်ဒါလို့ခေါ်တဲ့ပါဝါလိုအပ်နေခြင်းကြောင့်လည်းဖြစ်နိုင်တယ်လို့တခြားသောအာယုံကြောနဲ့ပတ်သက်တဲ့လက္ခဏာကြောင့်လည်းဖြစ်နိုင်ပါတယ်လိုအပ်မယ်ဆိုရင်ကျွန်တော်တို့ရှပီးမြန်မာမှာလာရောက်ပြီးတော့စမ်းသပ်ဆွေးနွေးနိုင်ပါတယ်လိုအပ်မှကျွန်တော်တို့မြန်မာများကိုဝယ်ယူပါမလိုအပ်ဘူးဆိုရင်နေဆက်ရဆရာဝန်များနဲ့တိုင်ပင်ပြီးတော့လိုအပ်သည်များကိုပြုလုပ်နိုင်ပါတယ်ကျွန်တော်တို့ရှပီးမြန်မာမှာဆိုလို့ရှိရင်တော့လူကြီးမိဘတို့ရဲ့ခံစားနေရတဲ့မျက်စိဝေဒနာများကိုတောင်းတနေရာကနေပြီးတော့တိကျမှန်ကန်တဲ့ပါဝါတွေနဲ့တိကျမှန်ကန်တဲ့အတိုင်းအတာများဖြင့်အာမခံဖြင့်ကျွန်တော်တို့ပြုလုပ်ပေးပါတယ်ကျွန်တော်ဆိုင်မှာပြုလုပ်ထားတဲ့မှန်များသည်ပါဝါတိကျမှုမရှိဘူးမျက်စိနဲ့မကိုက်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ငွေပြန်အမ်းပေးပါတယ်တုံးဒီမဟုတ်ကျွန်တော်တို့မျက်စိပတ်ကိုပြန်လဲပြီးတော့စမ်းသပ်ပြီးတော့တိကျတဲ့ပါဝါကိုတိကျစွာပြန်လုပ်ပေးပါတယ်ကျွန်တော်တို့မျက်စိနဲ့ပါဝါမကိုက်ဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့အချိန်ပြည့်လာရောက်ပြီးတော့တိုင်းတာနိုင်ပါတယ်ကွန်ပျူတာစက်တစ်ကြီးများနဲ့ကျွန်တော်တို့ကိုလိုမျိုးပါဝါတိုင်းတာပြီးတော့ခေတ်မီကွန်ပျူတာစက်တစ်ကြီးများဖြင့်အခမဲ့တိုင်းတာပေးပါတယ်ကျွန်တော်တို့ငွေကြေး100မှမယူပါဘူးလိုအပ်မယ်ဆိုရင်တော့ကျွန်တော်တို့ရှပီးမြန်မာမှာလာရောက်လေ့လာဝယ်ယူနိုင်ဖို့ဖိတ်ခေါ်အပ်ပါတယ်ဒီမှန်လေးကတော့ဝက်ပုတ်ကိုဒီနေ့ပို့ပေးရမယ်မှန်အော်ဒါလေးပဲဖြစ်ပါတယ်ဒါလေးကတော့အရေးထဲမှာမြင်ရမယ်အနေထားလေးပဲဖြစ်ပါတယ်နေပူတဲ့ထွက်မှာအယောင်ချိန်မှာပါအရေးထဲမှာဆိုရင်တော့ပုံမှန်မှန်အမျိုးစာတိုင်းနီတူအကြည်ပဲတွေ့ရမှာဖြစ်ပါတယ်နေပူတဲ့သွားရင်တော့ကာလာလေးချိန်သွားမှာဖြစ်ပါတယ်ဒါလေးကတော့နေရိပ်ထဲမှာတွေ့နေရမယ်အနေထားလေးဖြစ်ပါတယ်ကျွန်တော်တို့နေပူတွေကိုထွက်မယ်ဆိုလို့ရှိရင်တော့ကာလာလေးကချိန်သွားမှာဖြစ်ပါတယ်နေပူထဲမှာမြင်ရမယ့်ကာလာလေးပဲဖြစ်ပါတယ်မှန်ကာလာလေးကတော့အတော်မှလှပပါတယ်မြင်သူတိုင်းငေးရမယ်မှန်လေးဖြစ်ပါတယ်တတ်ထားမယ်ဆိုပေါ့ပေါ့ပါပါနဲ့နေရမယ့်ဂိုင်းလေးဖြစ်တယ်အမြဲတမ်းတတ်ထားရမယ့်အတွက်ကြောင့်ဂိုင်းပေါ့ပါတာလေးကိုရွေးပေးဖြစ်ပါတယ်လိုအပ်မယ်ဆိုရင်တော့ကျွန်တော်တို့ရှပီးမြန်မာကိုတတိယလိုက်ပါ